စီလေးရဲ့ခြုံလေးလေးကိုပြပြပေးပါမယ်ရှင်ကျောင်းတစ်ခုဆက်ပါမယ်ဒါလေးတွေကိုဆက်ပါမယ်ဒါလေးတော့လက်ကလေးပါလက်ကလေးကိုဆက်မယ်ဒါလေးရဲ့လက်ကလေးကိုကျမတို့ဆက်နေပါပြီဆက်ပြီးသွားလို့ရှိရင်ဒါဆက်ကလေးလိုက်ပါမယ်ဖြည့်ချောင်းလေးတစ်ချောင်းဖြည့်ပဲကျမတို့ဒါဆက်ကလေးလိုက်ပါမယ်ညင်အောင်လို့ပေါ့နော်နော်ဒါလေးကတော့အရှိဘက်ကလေးပေါ့နော်အရှိဘက်ကလေးကိုအောက်ကအပိုင်းလေးကိုအရင်ချုပ်ပါတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျမတို့အပေါ်ပိုင်းလေးကိုတွဲပါတယ်တွဲပြီးသွားလို့ရှိရင်ကျမတို့အတွင်းချောင်းလေးကိုဖိပေါ့နော်ဖိချောင်းလေးကိုဓာတ်ဆက်လိုက်ပြီးဖိချောင်းလေးဖိပါတယ်ဒါကကြောပေါ့နော်ကြောတောက်လေးတွေချုပ်ပြီးပြီဒါအရှိမပေါ်အောက်အပိုင်းလေးကိုဆက်ပါမယ်ဆက်ပြီးလို့ရှိရင်လည်းကျမတို့ဖိချောင်းလေးဖိပါတယ်ဒါဆက်လေးလိုက်ပြီးဖိချောင်းလေးဖိတယ်ခုနကစက်ကလေးတက်ပြီးသွားပါပြီဒါလေးကအခုဒါလက်ကလေးကိုလက်ချုပ်နေပါပြီလက်ကိုတွဲနေပါပြီဒါဆက်ကလေးလိုက်မယ်ညှက်မယ်ဒါဆက်ကလေးလိုက်ပါမယ်ဒါနောက်ထပ်လက်တစ်ဖက်ကလေးကိုထပ်ပြီးတော့တက်နေပါတယ်ကျမတို့လက်ချုပ်တဲ့အခါမှာတော့ပင်အပ်ကိုမဖြုတ်ပါဘူးပင်အပ်ကြားရကနေသွားပါတယ်အင်းကြီးတစ်ခုလုံးမှာတော့အစိတ်ဆုံးတက်ရတဲ့ပင်အပ်ကတော့လက်ပါပဲလက်မှာပင်အပ်ခုတ်လို့မရပါဘူးပင်အပ်ခုတ်လို့ရှိရင်သူကလက်ကမလှတော့ဘူးပေါ့နော်သူရဲ့ခွင်းမကြတော့ဘူးပေါ့စိတ်ရှိနေတော့ချုပ်ရပါတယ်အခုဆိုရင်ဒါလှပပလေးလက်ကလေးကကော့ပြီးထွက်လာပါပြီပြီးသွားပါပြီအားလုံးပြီးသွားပြီဘေးလေးလည်းပိတ်ပြီးသွားပြီပေါ့နော်အခုဒါလေးကတော့ကျိုးချုပ်ပါမယ်ကျိုးကိုကျမတို့ထုတ်တဲ့အခါမှာတောင်းမှန်ဆွေကိုယူရပါတယ်လုံးဝတောင်းမှန်ဆွေနေပါကျိုးလေးကလည်းအိပ်ဖက်ပြီးတော့ပြည့်ပြည့်ပြောင်ပြောင်လေးချောချောလေးဖြစ်နေပါမယ်တောင်းမှန်မဆွေရနဲ့မလှတော့ဘူးကျိုးကလေတင်းပြီးလိမ်ပြီးတော့တောင်းနေတပါတယ်အစတော့နည်းနည်းပိုကုန်တာပေါ့နော်ဒါမဲ့လှပါတယ်နဲ့တဲ့ခါမှာလဲကျမတို့ကကိုချုပ်တဲ့ဟာလောက်ကကိုချုပ်တာလေးပြီးဒီပြဆိုရင်အကြံလေးကတော့ပြီးဒီပြပဲလုပ်ပါတယ်ဘာလို့လဲဆိုတော့မဟုတ်လို့ရှိရင်အထဲထဲမှာထူနေတဲ့ခါကြလို့ရှိရင်ကျိုးကတောင့်နေတတ်ပါတယ်ကျိုးကိုပျော့ဖက်ဖက်ကလေးဖြစ်အောင်အသားလေးကိုနည်းနည်းပဲထည့်ပါတယ်အခုဒါလှန်တယ်လေးနဲ့လှန်လိုက်ပါပြီပြီးရင်ကျမတို့မီးဘူးတိုက်ပါမယ်ထိနှစ်ဖက်ကလေးကိုပိတ်ပါ